ပြီးခဲ့တဲ့အပိုင်း315လူကက်စ်ကိုကန်ကင်စတိုင်ကဒေါ်တာကြီးနဲ့ဒေါ်လာ30အဖြစ်ပေးချေဖို့အတွက်အတင်းကျပ်ချင်းကြော်လာဖြစ်ပါတယ်။ဒါကိုလူကက်စ်ကဒီမဆိုင်ပဲဆက်လက်ညှင်းဆန်တဲ့ခါမှာတော့ကန်ကလက်နက်ကင်တိုက်ခိုက်ရေးသမား10ယောက်ကျော်ကိုခေါ်ယူပြီးလူကက်စ်ကိုရက်စစ်စစ်ဝိုင်းရံပိတ်ဆို့ရပါတော့တယ်။လက်နက်တွေနဲ့ဝိုင်းရံခံထားရတဲ့ဒီအန်ဒီရဲ့ကြားထဲကနေလူကက်စ်တယောက်အလူကျုံထွက်မယ်။ခရစ်စကီလာကိုရောသူကြီးရွေးထားတဲ့အတိုင်းအောက်အောင်မြင်နေတဲ့ကေတင်နိုင်ပါမလားဆိုတာကိုတော့ယခုဆက်လက်နားဆင်ရမယ်အပိုင်း316မှာရင်ခုန်စိတ်လို့ချဝဲစောင့်မျှော်နားဆင်လိုက်ကြရအောင်ဗျာ။ဂုံးတိတ်ခါကိုပြန်လဲယူဆောင်လာသူအခန်း316လက်နက်ကင်လူမိုက်တွေကိုမြင်လိုက်ရတော့လီနာနဲ့ဘရူးစတိုနီယပ်စ်တို့အော့ဖ်မစ်တက်သွားကြတယ်။ဂိုင်ကင်စတင်ကဒီလိုနီနာတုံးပြီးလူကတ်စ်ကိုချင်းချောက်လာနိုင်မယ်လို့သူတို့မြောက်လုံးထင်မထားခဲ့ကြပါဘူး။ရက်စဲလည်းနည်းနည်းအော်လိုက်သူကမျက်မှောင်ကုတ်လိုက်ပြီးသဘောမကျတဲ့ရေတန်းနဲ့ပြောလိုက်တယ်။ Mr. Kingston ဒီလူတွေကလိုအပ်တဲ့အချိန်မှသာထွက်လာတဲ့ကျွမ်းကျင်သူတွေပါ။ကျွန်တော်စိုးရင်တာကဂိုင်းကရန်လိုတဲ့လေတန်းနဲ့ဟောက်လိုက်တယ်။ပတ်စပ်ပိတ်ထားတော့အစီအစဉ်နဲ့တူရှိတယ်။တိုင်းနဲ့မခုံပင်တဲ့လူကတ်စ်ကိုအထင်သေးစွာနဲ့စိုက်ကြည့်ကဟင်းဟောက်လိုက်တယ်။တဲ့ခုနကစပလန်ဒါကလပ်အပြင်ထဲမှာမင်းတကောလေးမဝါနေရတယ်မို့လားအခုဒီနိုင်ဦးရီနာနေသေးတယ်မင်းကငါဘယ်တော့ကန်ရတာအခုမင်းကငါပိုင်တဲ့ထဲမှာရောက်နေတာနော်ပြီးတော့ဒီကောင်လေးအကောလုံးကငါရဲ့လူကြီးပဲငါရှိမှမင်းစပင်းဘယ်လိုမောင်းမှပြဦးမလဲဆိုတာကြည့်တတ်သေးတာပေါ့အဲ့ဒီတော့မှပဲတိုင်းကလူကတ်စ်ကိုဘာလို့တလောက်တော့မွန်ကီနေပြီးအသေးအလဲစန့်ကျင်နေတာလဲဆိုတဲ့အကြောင်းရင်းကိုရက်ဆယ်ကနားတယ်သွားပါတော့တယ်ဒါကလီယမ်ကိုကူညီခြင်းလို့ဆိုတာဖြစ်လူကတ်စ်ကိုလက်စားပြနဲ့ချီချနေတာကအတိအကဖြစ်နေတာကိုတိုင်းပြောရကိုကြတော့လီနာနဲ့ဘရူးစတိုလီယာလုံးစိုးရင်တကြီးတဲ့မျက်မှောင်တိုးလိုက်ကြတယ်။ကြည်ရတာဂိုင်ကင်စတန်ကလူကတ်စ်ကိုလွယ်လွယ်နဲ့အလွတ်ပေးမဲ့ပုံမှာပေါ်ဘူး။ကျမတို့အခုဘာလုပ်ကြမလဲ။လီနာကတူမရဲ့ပတ်လည်ကချင်းချောင်းနေပြီးလူတက်ချင်းနဲ့ပုံပေါက်နေတဲ့လူမိုက်တွေကိုကြည့်လိုက်တယ်။တူမရဲ့မျက်နှာကဖြူကျော်သွားပြီးအောက်နှခမ်းပုံမနေနိုင်တဲ့ကိုက်လိုက်မိကလူကတ်စ်ရဲ့နောက်ွယ်မှာအလူလူပွားပုံနေမိတယ်။တူမကိုအီတန်ဆော်ယာကအမြဲတမ်းအကာအကွယ်ပေးထားခဲ့တာဆိုတော့တူမရဲ့ဘဝမှာအခုလိုမျိုးအန္တရာယ်များတဲ့အခြေအနေမျိုးနဲ့တခါမှမကြုံခဲ့ရဘူးပါဘူး။ဒါကြောင့်တူမအနေနဲ့ကြောင်တန်ပြီးစိုးရိမ်နေတာကရှောင်ဝေးလို့မရတဲ့ကိစ္စပါပဲ။မင်းတို့အရင်ထွက်သွားကြပါ။လူကတ်စ်ကလီနာနဲ့ဘရူးစ်တို့မြောက်တို့ကို UTF ပြောလိုက်တယ်။ဒါဆိုရှင်ကဘယ်လိုလုပ်မလဲ။လီနာကစိုးရိမ်တကြီးနဲ့မေးလိုက်တယ်။လူကတ်စ်ကပြောင်းလိုက်ပြီးတူမကိုနှစ်သိမ့်လိုက်တယ်။ငါအဆင်ပြေမှာပါ။အချင်းတွေကဒီလိုဖြစ်နေရတော့မင်းကဒီလုံးထွားနေတော့မယ်လား။နိုင်ရက်ကျွေးစင်တခေဒီစီကနေမင်းကအတောင်မင်းကြီးမြောက်သွားနိုင်တယ်လို့တကယ်ထင်နေတာလားပြီးတော့မင်းကအဲ့ဒီဒေါ်လာ30ကိုမချင်းဒီခံမရတဲ့ကနေဘယ်သူမှထပ်သွားဘူးမရှိဘူးတိုင်းကချင်းချုပ်တဲ့ညနာအမှုရနဲ့ပြောလိုက်တယ်ဆော်ယာမီသားစုကကောင်းမလေးနဲ့အဲ့ဒီအဖိုးကြီးကလူကတ်စ်ဂရိတ်ကိုစိုးရင်လို့သူနဲ့အတူဆက်နေဖို့ဆုံးဖြတ်ထားမှတော့လူကတ်စ်ဂရိတ်ဘက်ကနေရက်တည်ရဲ့ဘယ်သူမှစိုးစက်သိမ့်မကောင်းဘူးဆိုတာကိုငါသူတို့ကိုပြရသေးတာပေါ့ညံ့လို့စားလက်ဖက်နဲ့ပြေးပါမယ်ငါ့ကိုငွေမြချီလေးစက်မဟုတ်ရင်တော့မင်းကျင်လက်ဖက်လို့ငါဖြတ်ပြမယ်။တိုင်းရဲ့အမိန်နဲ့တူလက်နက်ကင်တဲ့ရွေးစင်လူမိုက်10ယောက်ကျော်တော့ကလူကတ်စ်ကိုဝင်လုံးဖို့အစင်းနဲ့အနေထားနဲ့ချင်းချောင်းရင်ချက်ချင်းရှေ့ကိုတိုးလာကြတယ်။လီနာကစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေပြီးသူမရဲ့ခန္ဓာကိုယ်ကအနှင်းငယ်တုံ့ပြန်လာတယ်။လူကတ်စ်ကသူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးလှမ်းပြုံးလိုက်တယ်။မင်းတို့ကငါ့ကိုတခုခုလုံနိုင်တယ်လို့တပြေးချင်းနေကြတာလား။ပြီးတော့သူမတ်တရက်လိုက်ပြီးဒိုင်စီကိုရှော့ပေါ်လိုက်တယ်။ Kingston မိသားစုအတွက်အလုပ်လုပ်ပေးနေတဲ့ဒီလက်ရွေးစင်လူမိုက်ဆိုတဲ့ကောင်လေးကိုသူလုံးဝယူမဆိုင်ပါဘူး။ခွေးကအဲ့ရမောင်မမနေမင်းကိုတဆစီဆွဲဖြစ်ဖို့ငါစီကအမိတ်တခုပဲလိုတာကွာ။တိုင်ကဒေါသတကြီးနဲ့ဟိန်းဟောက်လိုက်တယ်။ဒါပေမဲ့လူကတ်စ်ကသူ့စီကိုချင်းကပ်လာတဲ့အခါမှာတော့သူ့နှလုံးသားကစတင်တုန်လှုပ်လာပြီးမတိစိတ်ကနေကြက်တီးတွေပါထလာပါတော့တယ်။မင်းတို့တားချဆန်သူ့ကိုတားထားကိုင်းတဲ့အပန်းကိုအော်ဟစ်လိုက်တယ်။ဒါပေမဲ့လက်ရွေးစင်လူမိုက်တွေဘာမှမလှုပ်ရှားနိုင်နေပါသေးလူကတ်စ်ကသူ့ရဲ့မျက်စိရှိကနေရုပ်တရက်ပြတ်ပွေသွားခဲ့တယ်။သူ့ဘယ်ရောက်သွားတာလဲလန်သွားတဲ့ကိုင်းကပြားရခတ်သွားပြီးပတ်လိုက်ကိုအမြန်ဝင့်ကြည့်လိုက်တယ်။ဒါပေမဲ့ရုပ်ကြီးသူ့ရှိမှလက်တစ်ဖက်ပေါ်လာပြီးသူ့လေဗင်းကိုပြင်းကျက်စွာဆွဲညစ်လိုက်ပါတော့တယ်။တိုင်းရဲ့တငယ်အင်းကချက်ချင်းကျုံသွားပြီးကြောက်ရွံ့မှုတွေကသူ့ကိုဆွဲမိုးသွားတော့တယ်။အခုလေမဲ့လူကတ်စ်ကသူ့စီကနေနီးတာအတော်များများကွာဝေးတဲ့နေရာမှာရှိနေတာသိကြပါတယ်။ပြီးတော့ Kingston မိသားစုရဲ့လက်ရွေးစင်လူမိုက်တွေကသူတို့နှစ်ယောက်ရဲ့ကြားမှာရက်နေကြတာပါ။သူကအဲ့ဒီလူတွေကိုဖောက်ထွက်ပြီးမျက်စိတမိတ်အတွင်းမှာသူ့စီကိုဘလူးများရောက်လာနိုင်ရတာလေလူမိုက်ကြီးရဲ့အော်မင်တက်နေကြတယ်သူတို့ကခုနကလူကတ်စ်ရဲ့လှုပ်ရှားမှုတွေကိုတေးချအောင်မမြင်လိုက်ရဘူးလေသူတို့ခံစားလိုက်ရတာကအေးဆက်တဲ့လေးပြေတစ်ခုသူတို့ကိုဖြတ်တိုက်သွားသလိုပဲပြီးတော့သူတို့တတိမထားမိခင်လေးမှာလေလူကတ်စ်ကသူတို့ရဲ့ဝိုင်းရံပိတ်ဆို့မှုကိုဖောက်ထွက်ပြီးကိုင်းရဲ့လေဗင်းကိုဟစ်ထားလိုက်ပါပြီဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့အမြန်တော့လေနာကိုခရပါ
ကိုင်းလျောက်ညနာရီနီရဲလာတဲ့အထိလေဘင်းကိုအနှစ်ခဏရပြီးသူကလူကတ်ရဲ့လက်ကိုဆွဲဖယ်ဖို့အသေးအံစူးစမ်းနေတယ်ဒါပေမဲ့လူကတ်ကတနာညာတာမှုကင်းမဲ့စောနဲ့ပိုပြီးတင်းကျပ်အောင်ပြေးလိုက်တဲ့အခါကိုင်းချက်ချင်းမျက်လုံးတွေပြူသွားပြီးနောက်ထပ်စကားတစ်ခုမှမပြောနိုင်တော့ပါဘူးဒီလုံရှားမှုကလူကတ်စီပြေးဝင်ပြီးထိုက်ခိုက်ချင်နေတဲ့ distance မီတာစုရဲ့ဇရွေးစင်လူမိုက်တွေကိုအောင်မြင်စွာတားဆီးနိုင်ခဲ့ပြီးသူတို့ကိုမစင်မချင်းဆံမလုံးရတော့အောင်ဖန်တီးလိုက်နိုင်တယ်Mr. Gray ကျွန်တော်တို့ TECC ပဲဆွေးနွေးကြတာမို့ကျေးဇူးပြုပြီးတော့နည်းနည်းလွတ်ပြီးလိုက်ပါဗျာ Rusty ကပြပြတဲ့နဲ့အော်ပြောလိုက်တယ် Lucas ကတော့အလျောက်တိုင်းကိုတေးတဲ့ခင်ရက်တက်ပြလိုက်မှာကိုသူကစိုးရိမ်နေတာကြောင့် Lucas ကိုဒါကိုကျူးစာနေရင်းနဲ့သူကဖုံပေါ်မှာထွေးစိတ်ပြန်နေရဲ့ Distant မိသားစုရဲ့မျိုးဆက်ဖြစ်တဲ့တိုင်းကိုသူကလည်းမုန်းတီးပေမဲ့ Distant မိသားစုကရက်ဆက်ကိုဘလောက်ပဲတန်မိုးထားပြီးဖြစ်စေသူတောင်ကိုယူထားတဲ့လေးတံပွဲမှာကိုင်းလာတာတကယ်ပြီးသွားခဲ့ရင်ရက်ဆက်ဒုက္ခရောက်မှာအတိချပါပဲသူတို့ကရုပ်တရက်အကြက်တဲတစ်ခုလေးကိုရောက်သွားကြပါတော့လီနာကသူမရဲ့ပါဇက်ကိုရုပ်တရက်အုပ်လိုက်မိတယ်။ဘာလို့လဲဆိုတော့လူကတ်ကအဲ့ဒီလူမိုက်တွေကိုရက်စီးလက်တို့လှင်းမြန်စွာဖျက်ကျော်သွားတာကိုမြင်လိုက်ရတဲ့အခါဆော်ရမိသားစုရဲ့ဘီလာအပြင်ပမာတော့ကဆိုင်ကယ်သမားတယောက်သူမစီပြေးဝင်လာပြီးလုတ်ချံဖို့စ조사ခဲ့တဲ့အချိန်ကိုပြန်ပြီးတတိယသွားလို့ပါ။အစကတော့သူမကတေးရတော့မယ်လို့ထင်ခဲ့ပေမဲ့လူကတ်ကကောင်းကင်ဘုံကနေဆင်းသက်လာတဲ့နတ်ဖျားတစ်ပါးလိုမျိုးသူမကိုကေတင်ဖို့အတွက်အချိန်ကိုက်ပေါ်လာခဲ့တာလေ။အဲ့ဒီအချိန်တော့တဲ့လူကတ်ကခုနလိုပဲညှမ်းဆန်နေခဲ့တာဖြစ်ရမယ်လီနာရဲ့နှလုံးသားကမြန်ဆန်စွာခုန်ပေါက်လာရင်သူမရဲ့မျက်လုံးတွေထဲမှာဝမ်းတာကြည်နူးမှုတွေပြင်းထန်နေခဲ့အခုချိန်မှာသနာစရာအကောင်းဆုံးနဲ့အကြောက်ဆုံးဖြစ်နေသူကတော့ဒိုင်းပဲဖြစ်ပါလိမ့်မယ်သူကအခုချိန်မှာလူကတ်ရဲ့ထိန်းချုပ်မှုအပေါ်ရောက်နေပြီးသူ့ရဲ့ level မှာနဲ့စူးရှားတဲ့နာကျင်မှုကိုခံစားနေရတယ်စကားပြောဖို့နေနေတာတိတ်ချတော့အသက်မရှူနိုင်တော့ပါဘူးလွန်ခဲ့တဲ့စက္ကန့်အနည်းငယ်ကလိုမျိုးသူကမမော့မနိုင်တော့ပဲသူ့ရဲ့မျက်နှာပေါ်မှာကြောင်ပြင်းမှုကလည်းပြီးဘာမှမရှိတော့ပါဘူးအဲ့ဒီဒေါ်လာပန်း30ကိုငါကမချီဘူးဆိုရင်ငါရဲ့လက်တွေကိုမေးယူတွေကိုဖြတ်ခိုင်းမယ်ပြီးတော့ငါ့ကိုအကောင့်တိုင်းဒီနေရာကနေထွက်ခွာခွင့်မပေးဘူးမင်းပြောခဲ့တယ်ဗလားယူကတ်ကအထင်သေးတဲ့လမ်းပြုံးနဲ့နေလိုက်တယ်ဒါပေမဲ့သူ့ရဲ့အပြုံးကဂိုင်းနဲ့တော့ကြောင်းနဲ့ဖွယ်တောင်းနေလို့ကြားပြီးသူ့ကိုကြောင်းနေမှုတွေအရန်ဖွာမှုသွားစေတာကြောင့်သူကပြင်းထန်စွာတုံ့နေလာပါတော့တယ်သူကအသေးတန်ခေါင်းခါပြနေပေမဲ့လူကတ်ကသူ့ရဲ့ level ကိုတင်းကျပ်စွာနှိထားတာကြောင့်သူလှုပ်လို့လည်းမကြပါဘူးဒါကြောင့်ခေါင်းခါလိုက်ကြကသူ့ရဲ့လေပင်ကနာကျင်မှုကိုပိုဆိုးသွားစေပြီးအသက်ရှူဖို့တော့ပိုပြီးခက်ခဲသွားစေပါတယ်။သူ့ရဲ့မျက်လုံးတွေကအပေါ်ကိုလမ်းနေပြီးတေးလူမျောပါဖြစ်နေတဲ့ပုံပေါ်နေတယ်။လီယမ်ကတုံတုံရင်နဲ့ချင်းချလိုက်တယ်။လူကတ်ခရီနိလှောက်လိုက်စမ်းမစ္စတာကင်းစတန်ကိုမင်းတခုခုလုပ်ရရင်ကင်းစတန်မိသားစုကမျိုးအလွတ်ပေးမှာမဟုတ်ဘူး။လီယမ်ကကိုင်းရဲ့အနေနာမှာရက်နေတာဖြစ်ပြီးလူကတ်ကကိုင်းကိုရက်သက်တော့မဲ့အခြေအနေကိုသူ့မျက်စိရှေ့မှာနေမြင်လိုက်ရတဲ့အခါသူကအရန်ကြောက်သွားပြီးမျက်နှာကစက်ကိုချက်လို့ဖြူလျော့သွားမှာတော့တယ်။ရက်ဆယ်ကတော့တာကြီးနဲ့လီယမ်ကိုဟောက်လိုက်တယ်။မတ်တော့ပတ်စပ်ပိတ်ထားစမ်း။လူကတ်ရဲ့လုပ်ရက်တွေကိုကြည့်ကြအဖြစ်လူကတ်ကချင်းချောက်ခံကြရုံနဲ့အလျှော်ပေးတဲ့အမျိုးအစားမဟုတ်ဘူးဆိုတာကိုရက်ဆယ်ကသိကြပေါက်သိနေပါတယ်။လီယမ်ရဲ့စကားတွေကလူကတ်ကိုပေါ်ပြီးတော်တာထွက်စေဝင်ရှိတော့ပါ။ Mr. Gray ခုနက Mr. Kingston မှားသွားတယ်ဆိုတာကျွန်တော်သိပါတယ်။သူကခင်ဗျားကိုမစော်ကားတင်ပါဘူး။ဒါပေမဲ့ကျေးဇူးပြုပြီးတနာညာထားတဲ့အနေနဲ့ကျွန်တော်တို့တီးတီးငင်းငင်းနဲ့ဆွေးနွေးကြရအောင်ပါ။ခင်ဗျားကတော့ကိုတတ်လိုက်ပဲဆိုရင်ဒီမှာရှိနေတဲ့ဘဒုကမှအကျိုးရှိမှာမဟုတ်ပါဘူး။ Russell ကပြတဲ့တောင်းမှန်လိုက်တယ်။ Lucas ကကိုင်းကိုဆက်ပြီးညှစ်ထားမယ်ဆိုရင်သူက10မိနစ်တောင်မပြည့်ခင်မှာသေသွားတော့မှာပါ။ Lucas ကလည်းတမဝါကြကြပဲကိုင်းကိုဒီတိုင်းအရွယ်ထူနဲ့တပ်ပြမှာမဟုတ်ပါဘူး။ကိုင်းကတဖြည်းဖြည်းနဲ့တက်လာတာကိုမြင်တော့ Lucas ကနောက်ဆုံးမှအလျှော့ပေးလိုက်ပြီးသူ့ကိုလှုပ်ပေးလိုက်တယ်။ကိုင်းကမတ်တက်တောင်မရက်နိုင်တော့ပါဘူး။ Lucas လွတ်ပေးလိုက်တာနဲ့သူကချမ်းပြေပေါ်ကိုတန်းပြီးလဲကျသွားတယ်။တီဗီကနေတီရဲလိုမြောက်လာတဲ့အတွက်ကြီးစုတင်နေတဲ့ပုံစံနဲ့ရေကိုဝါဝါရှူနိုင်ဖို့သူကအသေးအတန်ကြိုးစားနေတယ်။ Lucas ကခွေးတီခေါင်းတစ်ခေါင်းလိုဖြစ်နေတဲ့ကိုင်းကိုခြေထောက်နဲ့ကန်လိုက်တယ်။ကဲအခုမင်းသားကိုအဲ့ဒီဒေါ်လာတန်း30ပေးစီခြင်းဒီလား။ Lucas ကကိုင်းရဲ့ရင်ဘက်ကိုခြေတစ်ဖက်နဲ့နင်းထားလိုက်ပြီးဂယုမဆိုင်တဲ့လေတန်းနဲ့မေးလိုက်ပါတော့တယ်။အခန်း316ပြီးပါပြီခင်ဗျာ။နားဆင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။နောက်ထပ်အခန်းဆက်တွေကိုလည်းအချိန်မီဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Diverse MD Channel လေးကို Like and Subscribe လုပ်ထားပေးဖို့နဲ့နေ့တိုင်းရက်ခဏတိုက်တွန်းချင်ပါတယ်ဗျ။အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။